အလုံးအိုက်တဲ့ရာဒီဒါရီဒါဒါအလုံးပူတဲ့ရာဒီဒါရီဒါဒါအလိုက်အိုက်ရှင်းတာအဲ့လိုမဟုတ်လေအလို့အေးတဲ့ရာဒီမဟုတ်လားအမိုင်းမောင်လေးဘာသိလို့လဲအခုကအလုံးအေးတဲ့ရာဒီမဟုတ်တော့အလုံးပူတဲ့ရာဒီရောက်နေပြီကဲကျမတို့ရဲ့ Home 8 Electronic မှာလူကြီးမင်းတို့ကိုပစ္စည်းတစ်လေမိတ်ဆက်ပေးကြရှိတယ်အဲ့ဒါဘာလဲဆိုတော့စောင့်ချုံလို့ရတဲ့ပစ္စည်းတွေရောက်နေတယ်ဟင်ဘလို့စောင့်ချုံလို့ရတဲ့ပစ္စည်းကိုရှင်းပြပါဦးမိုင်းဟောမောင်လေးရေအဲကိုလာလို့မပြောချင်တော့လို့အခုလိုတီဟုံးအဲကိုလာအကိတ်ကြီးတွေကိုစောင့်ချုံလို့ရတဲ့အဲကိုလာလို့တင်စားလိုက်တာဟုတ်ပါဘူးရှင်းပြပါဦးကဲဟုတ်ပြီမောင်လေးကသိချင်တယ်ပေါ့သိချင်တယ်ဆိုရင်တော့ဟော်ဒီကမေမေဖြူကရှင်းပြရမှာပေါ့ကဲလူကြီးမြမြအားလုံးမင်္ဂလာပါရှင်စောင့်ချုံလို့ရတဲ့အဲကိုလာကတော့အခုလိုတီဟုံးအဲကိုလာ AC အဲကိုလာအကိတ်ကြီးတွေကိုပြောတာဖြစ်ပါတယ်ရှင်အခုဒီဘက်မှာကြိုက်ထားတဲ့ model လေးကတော့ model နံပါတ် 600A ဖြစ်ပြီးတော့မှ watt စားအနေနဲ့ကတော့210 watt ရှိပါတယ်ဒီရေစက်အား capacity လေးရဆိုလို့ရှိရင်เนาะ52လီတာထိရေစက်ပါတယ်ရှင်ကဲအဲ့ဒီတော့အခုလိုမျိုးဒီအဲကိုလာရဲ့အားသာချက်အနေနဲ့ဆိုရင်တော့ရေစက်အားလီတာများများဆန်တာဖြစ်တဲ့အတွက်ရေတစ်ခါထည့်ပြီးတော့မှအဲကိုလာကိုပြန်ပြီးအသုံးပြုမယ်ဆိုလို့ရှိရင်တော့4နာရီထိရေကိုပြန်လည်မဖြစ်ဘဲနဲ့အသုံးပြုလို့ရတယ်နောက်ထပ်အားသာချက်တစ်ခုကကြတော့တခြားအဲကိုလာရဲ့နဲ့မတူဘဲနဲ့ဒီဘေးနှစ်ဖက်မှာလည်းသူကပြောင်းအောင်တဲ့စကားတွေပါပါတယ်ရှင်ပြီးတော့ဒီနောက်မှာလည်းစကားတွေပို့ပါတယ်အဲ့ဒီတော့လေဝင်လေထွက်ကောင်းပုံပြီးတော့လေစုပ်အားကိုလည်းပို့ကောင်းတယ်ပို့ပြီးတော့လည်းအေးစေပါတယ်ရှင်နောက်တစ်ခုကတော့သူ့မှာဘာတွေပါသေးလဲဆိုလို့ရှိရင်တော့အခုလိုမျိုးအိယာကနေမထကျင်တဲ့သူတွေအတွက်ဆိုရင်တော့ remote control လေးနဲ့အဖွင့်အပိတ်လေးလည်းလုပ်လို့ရသေးတယ်နောက်တစ်ခုကတော့ပြောင်းရွှေ့ရလွယ်ကူအောင်လို့ဘိန်းလုံးလေးတွေလည်းပါရှိပါသေးရဲ့ရှင်ကြံသေးတယ်ရေခဲတုံးအစားထိုးမသုံးချင်ဘူးဆိုလို့ရှိရင်အခုလိုမျိုးရေခဲကြောက်ဘူးလေးတွေကိုရေဖြည့်ပြီးတော့မှရေခဲတုံးအစားထိုးအနေနဲ့လည်းအသုံးပြုလို့ရပါတယ်ရှင်နောက်တစ်ခုကတော့ဒီကောင်လေးက AC အဲကိုလာဖြစ်တဲ့အတွက်မီးအားစားလည်းမများဘူးကဲအဲ့ဒီတော့အေးလေးနဲ့သုံးချင်တဲ့ဧည့်သည်တွေလူချင်းမင်းတွေအတွက်ဆိုလို့ရှိရင်တော့ဒီ TO အဲကိုလာလေးကအရန်ကိုအဆင်ပြေသေးပါတယ်ရှင်ဒီဘက်မှာဆိုလို့ရှိရင်တော့ TO အဲကိုလာ model နံပါတ်လေးကတော့သူက450မော်ဒယ်နံပါတ်လေးဖြစ်ပြီးတော့မှရေစံအားလီတာကတော့45လီတာထိစောင့်ဝင်ပါတယ်ရှင်ပါဝါဝက်စားအနေနဲ့ကတော့130ဝက်ရှိပါတယ်သူလည်းဘေးနှစ်ဖက်မှာဆိုလို့ရှိရင်လေးစုပ်အားကောင်းပြီးတော့အေးပိုအောင်လို့ပြောင်းတဲ့စကားနှစ်ဖက်ရဲ့နောက်မှာရဲ့ဆိုရင်3ဖက်ပါရှိပါတယ်ရှင်သူတို့နှစ်ခုရဲ့ဒီအထဲထဲမှာဖန်ပေးတဲ့စနစ်တွေကတော့ဖန်မော်တာစနစ်နဲ့အသုံးပြုပေးထားတာပဲဖြစ်ပါတယ်ရှင်ကဲအဲ့ဒီတော့ဈေးနှုန်းလေးတွေကတော့10သိန်းလုံးဝမကျော်တဲ့ဈေးနှုန်းလေးတွေနဲ့ရောင်းချပေးနေပါတယ်ရှင်ကဲအဲ့ဒီတော့လာမယ့်နွေရာသီမှာဆိုလို့ရှိရင်တော့အခုလိုမျိုးအေးလေးနဲ့အစင်တီလေးနဲ့ညမှာအိတ်ဆက်နိုင်ဖို့ဆိုရင်တော့အခုလိုမျိုးဒီ Home အဲကိုလာတွေကိုမင်းတို့ရဲ့ Home Electronic မှာဝယ်ယူရရှိနိုင်ပါကြောင်းသတင်းကောင်းလေးပါလိုက်ပါတယ်ရှင်ကျမကတော့ Home 8 Electronic ကဖြူပါ